မွေးတာကလေး3ယောက်အမွာ3ယောက်အမ3ယောက်ဟောတယောက်ကပဲမလဲတယောက်ကဟို16ရက်နဲ့ဆုံးသွားတာ16ရက်နဲ့ဆုံးတော့တာစေးရုံမှာလည်း16ရက်နဲ့ဆုံးသွားရိုးရိုးမွေးလားခွဲမွေးကြလားရိုးရိုးရိုးမွေးကြတာဒါမျိုးသားဘာလို့လဲမျိုးသားပြန်လုပ်တယ်ဟောပြန်လောက်တာဟုတ်ဗျာကလေးလေးတွေအခုကဘာဖြစ်လို့ကူညီတောင်းကြရလဲဘာဖြစ်လို့ကလေးလေးလည်းဒီနှလုံးလေးလည်းမြင်နေကျင်တာဒီခါလေးတွေရောညလုံးမမြင်အောင်လားညလုံးမမြင်အောင်ဟုတ်ဗျာတယောက်တစ်မျိုးတွေလားတယောက်တစ်မျိုးတွေသူကကြတော့သူကကြတယ်ဟောရအော်အဲ့လိုကြီးနေရဟုတ်ဗျာဟိုအဲ့ဒါမှကြီးနော်ရအုပ်ထားလိုက်အဲ့ဒါလေဦးကြတာလားဒါဥကြတာဒါဦးကြတာကလေးလေးကမျက်လုံးနှစ်ဖက်လုံးနှစ်ဖက်လုံးကွယ်နေကြတာဒါအငယ်လားညာငယ်ညီညီရေဝူးလိုက်မလားဝူးဟမ်ပေါ်လိုက်မလားပေါ်အေးပေါ်အေးအော်မျက်လုံးလေးအဲ့လိုလေးရှောက်ကြည့်နေကြတာဟောအဲ့ဒါအခက်ခဲဒါဖြစ်နေကြနေတော့ဒီအေးဒီတော့ဟုတ်ဗျာမေယူဝိုင်းနေမိကိုနေရတာလက်လုံးလက်စားလေးတွေဟုတ်လက်လုံးလက်စားအလောက်ကဖြစ်လားတော့ကတော့ဖြစ်လိုက်မယ်ဖြစ်လိုက်ပေါ့ဗျာဟုတ်နေရတော့မရှိဘူးနေရတော့မရှိဘူးရှိတဲ့ချိန်လေးတော့လို့လားရှိတဲ့ချိန်ထားလို့အခုတော့ဒီစိတ်ကူတာစိတ်မပြောနဲ့နှုတ်မမို့တော့မှတိတ်စိတ်မလဲပါဘူးသူဆိုရင်9000လောက်ကြီးမှညဆိုအိတ်ဖြစ်တယ်ဟုတ်လားမဟုတ်ဘူးကတရက်ကိုငါသူ့တော့ကတရက်ကို9000လောက်ကလေးကြံခဲ့တဲ့2ယောက်ကလည်းကျမရတယောက်တစ်မျိုးတွေဖြစ်နေကြဆုံးမသွားတဲ့ဥစ္စာလေးကလည်း16ရက်နဲ့ဆုံးတော့တာဘလို့ဖြစ်တော့အဖက်မတင်တာလားဘလို့တော့မွေးတငယ်နဲ့ပါမွေးတငယ်ပါတော့လားအိုးအယိုးယိုးမွေးကြတာယိုးယိုးမွေးအခုဒီကလေးရကြတော့ဘယ်ရွယ်ရှိပါလဲဒီဟိုဝါဆို3နှစ်ပြည့်တော့ဝါဆိုရင်3နှစ်ပြည့်တော့ပြီအိုးအဲ3နှစ်ကခုချိန်ကြီးကနှုံးမို့တက်ရ3နှစ်ကသူကခုချိန်ကြီးနှုံးမို့တက်အဲ3နှစ်လည်းခုချိန်ကြီးမျက်စိလည်းမခုနိုင်နေဘူးဒီကလေးဥစ္စာလည်းမလုံးနိုင်ဘူးအဲ့ဒီလည်းမရဘူးဗျာကျွန်တော်တို့လုံကဖြစ်လိုက်မှဖြစ်လိုက်နေဆိုစားတဲ့တွေပဲဟောဖြစ်တာဟောသူတို့ရှိကိုမရဘူးအိုးဗျာဟုတ်ပါနော်ကဲများသွားတယ်နော်လုံးကွယ်ညတိုင်းဆိုရင်တော့မီးလင်းအောင်လည်းမြင်ရတယ်ရင်တော့လည်းနည်းနည်းပါးပါးအစင်ပြေပြည့်စုံလို့ထားတာပြီးတော့စေးကြီးတော့ပို့ဟုတ်ခုနကညာတော်ကြာပြီတနေ့ကျော်နေမှာဘုန်းလားစီဝါရလည်းလုံးလဲဆိုအဲ့တော့ကျွန်တော်အလူငွေလေးတက်နိုင်လောက်တော့လှူပေးပါမယ်ဗျာနော်အလူရှင်နာမည်လေးပြောပေးဦးမယ်နားထောင်ပေးပါအောင်နော်အလူရှင်ကျွန်တော်တို့ကိုနေလင်းတွေမမြဆန်တားပြတဲ့ဝေလင်းဦးတမိဖြစ်တဲ့ကျဲစင်လင်းမီတာဆိုထိုင်းနိုင်ငံတိုင်းမှာကျွန်တော်ဒီမှာလာတင်9000လှူထားလေးရှိအဲ့ဒါလေးလှူပေးပါမယ်ဗျာနော်9000ရှိတယ်ပြီးရင်ဥဆန်အေဒေါ်မြင့်ထိတားဖြစ်တဲ့ကြော်ထိ29နှစ်ပြည့်မွေးနေ့နဲ့ညီအောင်24နှစ်ပြည့်မွေးနေ့ကုသိုလ်ဆိုပြီးတော့တတိန်လှူထားရဲထိုင်းနိုင်ငံမှာဟာချိုင်းတိုင်းမှာနော်အဲ့တော့တတိန်ဝဲရှိတယ်ပြီးရင်ကိုအောင်ကျော်သက်မယရင်ထိတမိဖြစ်တဲ့ထမူဒရာခပေါင်ရဲ့3နှစ်ပြည့်မွေးနေ့ကုသိုလ်ဆိုပြီးတော့ထိုင်းနိုင်ငံမှာဟာချိုင်းတိုင်းမှာလည်းတတိန်လှူထားရှိဗျ2တိန်ဝဲရှိပါတယ်ဗျာနော်2တိန်ဝဲ3တိန်ပြည့်အောင်ဖြည့်ပေးပါမယ်ဗျာနော်3တိန်ပြည့်အောင်ဖြည့်ပေးမယ်ဆိုတော့ဦးအေးတန်ဒေါ်မီမီကြီးကိုတန်းဦးကိုအောင်မျိုးတို့အာရည်စုရဲဆိုပြီးတော့ကြံရက်တူတဲ့မခင်ဆွေတန်းပြင်မမြန်မာဆေးမျိုးစုံဈေးချိုအတိုင်းမှာ9000လူထားလေးရှိတယ်စုစုပေါင်း3သိန်းတိရှိတယ်3သိန်းထောက်ပံ့ပေးခဲ့ပါမယ်ဗျာနော်ဟုတ်လောလောဆယ်အနေထားတော့ကလေးလေးမျက်လုံးတွေပါတွေတော့ကုလို့မရသေးဘူးကလေးတော့နှုံမုံဘူးလေးနဲ့စာဝတ်နေလေးဖြည့်ရှင်းလို့ရမယ်ပေါ့နော်ဟုတ်ကဲ့ဗျာနော်ဟုတ်အလူငွေလေးအခုလက်ခံအောင်ဗျာအလူငွေလေး3သိန်းထောက်ပံ့ပေးပါတယ်ဗျာလူတွေလည်းကျေးဇူးတင်ပါတယ်လို့ဝမ်းလဲဝမ်းသာပါတယ်သုံးနေငါမှအခါမှကုညီမတောင်းဘူးလားအခါမှလည်းဝမ်းနေတယ်ဝမ်းနေတယ်တကယ်လေဒါကိုခက်ခဲတွေနဲ့ရင်ဆိုင်ရတာတွေ့နေရတယ်နော်ကလေးလေးကတယောက်တစ်မျိုးကြံခဲ့တဲ့အမွာကလေးနှစ်ယောက်ကလည်းတယောက်တစ်မျိုးကြမ်းမာရေးတွေနဲ့ဆိုတော့view ဆိုင်ကြပါအောင်နော် gain ဟုတ်ပြီဗျနော်ငုံမနေပါတော့နဲ့တာသမီနဲ့တော့နော်